အမျိုးသမီးတယောက်ဟာသူမရဲ့ခန္ဓာကိုယ်ထဲကိုဘယ်ငယ်မျိုးဗီဇတွေကိုထိုးထည့်လိုက်ပါတော့တယ်ချက်ချင်းဆိုသလိုပဲသူမရဲ့အရေးပြားပေါ်မှာကြက်တီးမွေးညင်းတွေတကိုယ်လုံးထလာခဲ့တာပေါ့မကြခင်မှာပဲခန္ဓာကိုယ်နှံ့ကနေအမေးရောင်အမွေးတောင်တွေစတင်ထွက်ပေါ်လာခဲ့ပါတယ်သူမကခန္ဓာကိုယ်ကနေအမွေးတစ်ချောင်းကိုဆွဲနှုတ်လိုက်ပေမဲ့သူမတကယ်လို့ရှိတာကတော့အဖြူရောင်အမွေးတစ်ချောင်းဖြစ်ပါတယ်ကွက်တိပါပဲအဲ့ဒီအချိန်မှာတင်သူမရဲ့ခြေထောက်တွေကလည်းစတင်ပြီးပြောင်းလဲလာခဲ့ပြန်ပါတယ်သူမကတေးသေးချာချာစစ်ဆေးဖို့အတွက်ဖက်နှက်ကိုချွတ်ကြည့်လိုက်တဲ့အခါမှာတော့ခြေချောင်းလေးတွေကတစ်ခုနဲ့တစ်ခုပူးကပ်သွားပြီးဘယ်ငန်းတစ်ကောင်ရဲ့ခြေပွားလိုမျိုးဖြစ်နေတာကိုတွေ့လိုက်ရပါတယ်သူမရဲ့အစီအစဉ်ကတဝက်လောက်အောင်မြင်နေပြီဖြစ်လို့ဘယ်ငန်းနဲ့တစ်ကောင်လုံးလုံးဝကုန်ဖြစ်သွားဖို့အတွက်အဆုံးရောက်တဲ့အထိလှုပ်ဆောင်ဖို့သူမဆုံးဖြတ်လိုက်ပါတော့တယ်သူမကဖန်ကွက်တစ်ခုကိုကောက်ကင်လိုက်ပြီးဘဲလေးကေတီယာအကတ်သမားတယောက်ရဲ့လေဘင်းကိုအရှိန်နဲ့ထိုးဆိုင်လိုက်ပါတယ်အဓိကအကတ်သမားကောင်းဆောင်ကိုတက်ပစ်ပြီးတဲ့နောက်မှာတော့သူမဟာအလောင်းကိုဖျောက်ဖျက်လိုက်ပြီးသူမရဲ့နေရာကိုအောင်မြင်စွာစားထိုးယူကပွဲဥထွက်တရုတ်ဆောင်တစ်ဖြစ်လာခဲ့ပါတယ်ဖျော်ဖြေပွဲကျင်းပတဲ့နေ့မှာတော့သူမရဲ့ခန္ဓာကိုယ်ကဆက်လက်ပြီးပြောင်းလဲနေတော့မှာပဲသူမစင်မြင့်ထက်မှာမတက်ရက်နေတဲ့အချိန်မှာတင်ပဲလက်မောင်းတွေပေါ်မှာအမေးရောင်အမွှေးနုလေးတွေစတင်ပြီးထွက်ပေါ်လာခဲ့ပါတယ်ဒီလိုပြောင်းလဲမှုကပဲသူမရဲ့လှုပ်ရှားမှုတွေကိုဘယ်ငန်းတစ်ကောင်လိုနှုတ်ပြတိမ်မွေ့သွားစေပြီးပရိသတ်တွေကိုလုံးဝဆွဲမှတ်သွားစေခဲ့တာပေါ့မကြခင်မှာပဲသူမရဲ့လက်မောင်းတွေကအတောင်ပံတွေဖြစ်ပြောင်းလဲသွားခဲ့ပြီးကက်ကွက်တွေဆက်တိုက်ကပ်ပြနေရင်းနဲ့တကိုယ်လုံးမှာအမွှေးတောင်တွေဖုံးလွှမ်းသွားခဲ့ရပါတယ်ဖျော်ဖြေပွဲအဆုံးသတ်သွားတဲ့အချိန်မှာတော့သူမဟာစစ်မှန်တဲ့ဘယ်ငန်းနဲ့တစ်ကောင်ဖြစ်အပြည့်အဝပြောင်းလဲသွားခဲ့ပါပြီပွဲပြီးတဲ့နောက်မှာတော့သူမဟာအဝတ်လဲခန်းစီကိုအမြန်ပြေးသွားခဲ့ပါတယ်အခန်းထဲကိုဝင်ချင်းမှာပဲကျမ်းပြင်ပေါ်မှာသွေးကွက်ကြီးဖြစ်နေတာကိုတွေ့လိုက်ရတာပေါ့သူမကမျက်နှာတုပ်ပူဝါတစ်ထည်ကိုအမြန်ကောက်ယူပြီးအဲ့ဒီသွေးကွက်ကိုဖုံးအုပ်လိုက်ပါတယ်သူမကဘယ်ငန်းဖြူဝတ်စုံကိုလဲဝတ်ဖို့ပြင်ဆင်နေတဲ့အချိန်မှာတင်ပဲတကားကောင်းအတန်ထွက်ပေါ်လာခဲ့ပါတယ်သူမကတတိကြီးစွာနဲ့တကားကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်စွန့်မင်တက်သွားခဲ့ရပါတယ်ဘာလို့လဲဆိုတော့တကားပြင်ဘက်မှာမတက်ရက်နေတဲ့သူကသူမခုနတင်ပဲတက်ပစ်ခဲ့တဲ့အကတ်သမားဖြစ်နေလို့ပါပဲသူမချက်ချင်းတတိပြန်ဝင်လာပြီးအခန်းထဲကိုလက်ပြန်ဝင်လာခဲ့ပါတယ်ကျမ်းပြင်ပေါ်ကအဝတ်စားတွေကိုကြည့်ပြီးသူမလုံးဝဇဝေးစွာဖြစ်သွားခဲ့ရတာပေါ့သူမကမျက်နှာတုပ်ပူဝါကိုလန့်ကြည့်လိုက်တဲ့အခါမှာတော့သွေးကွက်ကြီးကပျောက်ကွယ်သွားတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီခါမှပဲတခုခုတော့အကြီးကျယ်လွဲမားနေပြီဆိုတာကိုသူမသဘောပေါက်သွားခဲ့တာပါသူမကအောက်ကိုငုံကြည့်လိုက်တဲ့အခါမှာတော့သူမရဲ့ဝမ်းမိုက်တစ်ခုလုံးသွေးတွေနဲ့ရွှဲရွှဲဆိုနေတာကိုမြင်လိုက်ရပြီးတကယ်တော့သူမဖန်ခွဲဆက်နဲ့ထိုးဆိုင်ခဲ့တဲ့သူဟာအခြားသူမဟုတ်ပဲမိမိကိုယ်ကိုယ်သာဖြစ်နေခဲ့တာကိုအဲ့ဒီမိနစ်ပိုင်းမှာတင်သူမဟာအရာအလုံးကစိတ်ကူးရင်အမြင်မှားမှုတသက်တာဖြစ်ခဲ့တယ်ဆိုတာကိုနားလည်သွားခဲ့ပါတယ်ဒါတောင်မှသူမဟာစင်မြင့်ထက်ကိုပြန်သွားဖို့အတွက်ဘာမှတွန့်ဆုတ်မနေခဲ့ပါဘူးသူမရဲ့နောက်ဆုံးကြံရှိနေတဲ့အင်အားတွေကိုအသုံးချပြီးဖျော်ဖြေပွဲတစ်ခုလုံးကိုအဆုံးတိုင်အောင်ကပ်ပြခဲ့ပါတယ်ဂီတတန်စင်တွေပြီးဆုံးသွားတဲ့အချိန်မှာတော့သူမဟာကျမ်းပြင်ပေါ်ကိုပြင်းထန်စွာလဲကျသွားခဲ့ပါတော့တယ်သူမဟာမိမိရဲ့အသက်စီဝါနဲ့လဲလှယ်ပြီးကခုံချင်းအမှုပညာကိုတန်ဖိုးရှိတဲ့အတိတ်ပဲဖွင့်ဆိုသွားခဲ့ရရှာပါတော့တယ်ဗျာ